လက်ဖက်ရည်ကြစိမ့်ပြည့်ပြည့်နေလေးကိုတောက်ချင်နေဆိုရင်ဖြောတဲ့နေလေးကိုစိတ်ဝင်စားတယ်ဆိုလက်ကြည့်ပေးအောင်နော်အရန်ကိုလွယ်ကုန်ရိုးရှင်းပြီးတော့အိမ်မှာဖြောတောက်လို့ရပါတယ်အပြင်မှာကျွန်မဝယ်တောက်တာကတော့တချို့ဆိုင်တွေမှာကတော့ကြစိမ့်လက်ဖက်ရည်ရပါတယ်တချို့ဆိုင်ကတော့အများဆုံးဆိုင်ကတော့ကြစိမ့်လက်ဖက်ရည်မရပါဘူးဒါကတော့လက်ဖက်ချောင်းနှက်ထားတဲ့အနေထားပါကျွန်မကတော့အကြရည်များများလေးနဲ့ကြိုက်တယ်ဆိုတော့နည်းနည်းကြကြလေးလှုပ်ထားပါတယ်တော်တော်များများဆိုင်တွေမှာကြစိမ့်ကိုမေးရင်လေမရှိဘူးလို့ပဲပြောတယ်မသိဘူးလို့ပဲပြောတယ်ဆိုင်တချို့ဆိုင်တွေကတော့ရပါတယ်ကြားစိမ့်ကတော့တချို့ဆိုင်ကတော့ကြားစိမ့်မရှိဘူးအဲ့လိုပဲပြောတယ်အဲ့တော့အိမ်မှာစိတ်တိုင်းကြလေးဖြောတောက်ရှင်နေဆိုရင်တော့အခုလိုမျိုးဖြောတောက်လို့ရတာပေါ့နော်ဘာမှမလိုဘူးနိုးစိမ့်တကြားအနေငယ်လေးလိုတာပေါ့နော်အဓိကတော့လက်ဖက်ချောင်းကောင်းကောင်းလေးပေါ့ပြပြနေနေလေးတောက်ရှင်နေဆိုရင်တော့အိမ်မှာကိုယ်တိုင်ဖြောတောက်လို့ရဒါကတော့အကိုကြီးအလုပ်မတော့ခင်ထည့်ပေးလိုက်မလို့မနဲ့6နာရီပေါ့ထားပြီးတော့ဖြောပေးလိုက်တာပါကိုကြီးကတော့ဒီလိုလက်ဖက်ရည်ကတော့အရန်ကြိုက်ပေါ့နော်နိုးစိလေးလိုထပ်ထည့်လိုက်ပါတယ်ဒီတစ်ခါကတော့ဆွဲပြီပေါ့နော်ဟိုဘက်ဆွဲဒီဘက်တစ်ဆွဲပြီပေါ့အဲ့လိုဆွဲလိုက်တော့လက်ဖက်ရည်ကအမြုပ်လေးထားပြီးတော့အရန်ကိုတောက်လို့ကောင်းသွားပြီအဲ့ဒါဆိုရင်အခုလိုမျိုးဖြောတိုက်တယ်ဆိုရင်အရင်ကလေး2ယောက်လေးအရန်ကိုကြိုက်မောင်နှမ2ယောက်လက်ဖက်ရည်ဒီလိုဖြောလိုက်ပြီဆိုရင်လူနေကြတယ်အငယ်မလေးကပိုဆိုးပေါ့လက်ဖက်ရည်ကြိုက်တာကတော့သူ့အရွယ်နဲ့မလိုက်အောင်လက်ဖက်ရည်ကြိုက်တယ်အချင်းလောက်တာလေးမဟုတ်ပါဘူးခုကတော့လက်ဖက်ရည်ပြပြနေလေရပါပြီဒါကတော့တဝဲကတော့တောက်မယ်နောက်တဝဲကတော့အလုပ်ကိုထည့်ပေးလိုက်ပါမယ်အိမ်ကနေအခုလိုအလွယ်တကူလုပ်ပေးလိုက်တော့ဖြောပေးလိုက်တော့ဆိုင်မှာတော့ဝယ်စရာမလိုတော့ဘူးပေါ့နော်ကိုအိမ်မှာအခုလိုဖြောတောက်တော့အချိန်နဲ့တောက်ရှင်တဲ့ရှင်ကိုဖြောတောက်လို့ရပါတယ်ဒါကတော့လက်ဖက်ရည်တောက်နေတဲ့အနေထားပါကျင်းနေတဲ့မျက်နှာပါပဲဒါကတော့အလုပ်ထဲကိုထည့်ပေးလိုက်တာပါအခုလိုလက်ဖက်ရည်ကြိုက်တဲ့လူတွေဆိုရင်လက်ဖက်ရည်ဒီလိုဖြောတဲ့နည်းလေးကိုသဘောကျနှစ်သက်တယ်ဆိုရင် like လေးပေးပြီး share ပေးသွားဖို့မမေ့နဲ့ဦးเนาะအားလုံးပဲတက်တာပါเนาะ